အားလုံးပဲမင်္ဂလာပါဒီဘက်မှာတော့တချို့ Giga Dreams Preschool ကနေပြီးတော့ရင်းနဲ့ထဲကိုစူးစမ်းကျင်တဲ့ငါးကလေးဆိုတဲ့ပုံမြင်လေးကိုပြပြသွားမှာပါနားထောင်ပေးပါအောင်နော်တခါတော့တဲ့ငါးပေါက်စလေးတစ်ကောင်ဟာတဲ့သူ့မေမေငါးကြီးနဲ့တူတဲ့ရေတိမ်ပိုင်းထဲမှာဘလို့အစားအစာတွေကိုစားသုံးရတယ်ဘလို့ရှင်သန်ရတယ်ဆိုတာကိုတဲ့မေမေနဲ့တူလိလာသင်ယူနေတယ်တဲ့ဒါပေမဲ့တဲ့ငါးသေးသေးလေးရဲ့ပြင်းပြတဲ့ဆန္ဒကတော့ဟိုးရေနံပိုင်းမှာရှိတဲ့နေရာလေးတွေကိုတွားပြီးတော့တဲ့သူကအဲ့ဒီကအလှပါတွေစမ်းသစ်မှုတွေသူအရန်လိလာချင်တယ်အဲ့ဒါကြောင့်မမေကိုပြောတယ်တဲ့မေတားကလေဒီရေတိမ်ပိုင်းထဲမှာတော့ပြောပါတယ်ဒါပေမဲ့တားဟိုးရေနံပိုင်းတွေကိုလည်းတွားကြည့်ချင်တယ်လို့ပြောတယ်တဲ့ဒါပေမဲ့မေကတားသွားတာတော့သွားလို့ရပါတယ်ဒါပေမဲ့တသားကသွားဖို့အချိန်မကျသေးဘူးအခုအရွယ်မှာတော့မေနဲ့တူရေတိမ်ပိုင်းမှာအစားအစာတွေကိုဘလူးစားတယ်အနေတွေကိုဘလူးရှောင်ရတယ်ဆိုတာကိုတသားကလိလာပါလို့ပြောတယ်တဲ့ဒါပေမဲ့တဲ့ငါးလေးကတော့တဲ့ဘယ်တော့မှတဲ့သူရေနဲ့ပိုင်းတွေကိုသွားခြင်းနဲ့ဆန္ဒကိုလုံးဝမစွန့်လွတ်လိုက်ဘူးတဲ့ဒီနေ့လဲကြာရောတဲ့မေကတဲ့အလုပ်ကိစ္စရှိလို့ဟိုးအပြင်ဘက်ကိုမေကသွားတယ်တဲ့အဲ့ဒီချိန်မှာတဲ့ငါးလေးကအရန်ပျော်သွားတယ်တဲ့ဟာတဲ့ငါးတဲ့မေမရှိတော့ဘူးတဲ့ဟိုးရင်နဲ့ပိုင်းတွေကိုတွားပြီးလေ့လာမယ်တဲ့မေကိုလည်းတဲ့မပြောဘူးတဲ့ဆိုတော့တခါတဲ့ရင်နဲ့ပိုင်းတွေကိုထွက်လာတယ်တဲ့အဲ့ဒီမှာရင်နဲ့ပိုင်းတွေမှာတဲ့ငါးလေးဟာတဲ့အရန်လှပတယ်တဲ့နော်မြင်ငွေးတွေကိုကြည့်ပြီးတော့တအားတော်နေတယ်တဲ့ပြီးတော့တဲ့သူမမြင်ဘူးတဲ့ရောင်လေးလှပတဲ့သူ့ရဲ့တငယ်ချင်းလေးတွေနော်လိမ္မော်ရောင်ကျယ်ငါးလေးတွေရောင်စုံနဲ့ရေနဂါးလေးတွေခရမ်းရောင်ရှိတဲ့ရေဘဝဲလေးတွေပြီးတဲ့ခါကျတော့အရန်ကြီးမားတယ်အေယာမှာလက်ကြီးတွေကိုတွေ့တယ်ချမ်းပျော်တယ်တဲ့ပျော်ပြီးတော့တဲ့သူကလေအတင်းလိုက်နှုတ်ဆက်တယ်တဲ့မင်္ဂလာပါကျွန်တော်ရင်နဲ့ပိုင်းလေးကိုလာတာအရန်ဝမ်းသာပါတယ်အရန်ပျော်ပါတယ်ဆိုပြီးတော့တဲ့ဒါပေမဲ့တဲ့သူသတိမထားမိလိုက်တာတဲ့တိတ်တိတ်လေးအိတ်နေလေတဲ့ငမန်းကိုလေအဲ့ချိန်မှာတဲ့ငမန်းကြီးကဟေးရီအောက်ကဘာမှာအော်ကြော်ချင်းနဲ့ဘယ်သူလဲကွာနိုးသွားပြီဆိုပြီးတော့တခါတည်းသူ့နောက်ကိုလိုက်အဲ့ချိန်မှာတဲ့ငါးငယ်လေးအားတဲ့ပြေးတယ်ကြောက်တဲ့ကြားနဲ့ပြေးတယ်တဲ့အဲ့ပြေးနေတော့မောလာတဲ့အချိန်မှာတဲ့ကြောက်ဆောင်အကွယ်တစ်ခုမှာတဲ့သူ့ကိုတဲ့တစုံတစ်ယောက်ရဲ့ဆွဲယူခြင်းကိုသူကခံလိုက်ရတယ်တဲ့အဲ့မှာသူ့ကြောက်လန့်တကြားနဲ့ကြည့်လိုက်တော့တဲ့သူ့ရဲ့မေဖြစ်နေတယ်မေကတဲ့တသားတဲ့မကြောက်ပါနဲ့တဲ့ငမိုင်းလေးသွားပြီးတဲ့မေတို့ရဲ့ရေတိမ်ပိုင်းလေးကိုဖြည်းဖြည်းချင်းကူးသွားကြတာပေါ့ဆိုပြီးတော့အဲ့ဒီမှာသူတို့သားမီးနှစ်ယောက်ကရေတိမ်ပိုင်းလေးတွေကိုဖြည်းဖြည်းချင်းကူးခတ်ပြီးတော့သွားကြတယ်တဲ့ပုံမြင်လေးကတော့ဒါပါပဲကျေးဇူးတင်ပါတယ်ဒီပုံမြင်လေးကတဆင့်ချေတို့ကငယ်ရွယ်တဲ့အချိန်မှာလက်ဦးဆရာမိဘတွေရဲ့နီလန်းပြသမှုနဲ့လောကတကြီးထဲမှာရှင်သန်နိုင်မဲ့နီလန်းတွေကိုအတွေ့အကြုံကတဆင့်လေ့လာသင်ယူပြီးတော့အတူတူလေ့လာသွားကြမယ်ကျေးဇူးတင်ပါတယ်